မင်္ဂလာပါတပတ်တာတားတော်နမိတ်လေးဟောကြားပေးသွားမှာဖြစ်ပါတယ်ယခုတစ်ပတ်ကတော့9ရက်5လ2025ကနေ15ရက်5လ2025ကာလအထိဖြစ်ပါတယ်ပထမဆုံးတနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်ပြီးကြားလာတဲ့ကံကြမ္မာနမိတ်လေးကိုကြည့်ပါမယ်တနင်္ဂနွေသားသမီးတွေနဲ့ပထမဆုံးပေါ့နော်ရေဘုရားကံတရားခေါ်တဲ့ဒီတစ်ပတ်တည်းမှာကံစားတာအနေနဲ့ကြည့်တဲ့အခါကျတော့ပထမဆုံးကြားလာကတော့ဓာတ်လူလင်ကကြာလာပါတယ်ဓာတ်လူလင်ကရဲ့သဘောကတော့ဒီအလုပ်တစ်ခုအလုပ်တဲ့ခါမှာစိတ်ဖြောင်းလက်ဖြောင်းမလုပ်ရဘူးပူပင်မှုလေးရယ်တောကလေးရယ်နဲ့လုတ်ကန်ရတဲ့သဘောဖြစ်ပြီးတော့ကိုယ်အလုံးနဲ့ပတ်သက်ပြီးရခင်လှုပ်ထားတဲ့ကိစ္စရပ်တွေရခင်ပြောထားတဲ့ကိစ္စရပ်တွေဒီကိစ္စရပ်တွေကနေကတိပတ်တင်တဲ့သဘောမျိုးနဲ့ကိုယ်မှာနော်ဒီကိစ္စကိုဖြေရှင်းရတာဖြေရှင်းရမယ့်အရေးကိုတွေးပူနေတာစသည်ဖြင့်ကိုတန်တဲ့လေးတွေများနေတတ်တယ်စိတ်အေးလေးမနေရတတ်တဲ့နမိတ်တစ်ခုလည်းဖြစ်ပါတယ်နောက်ဓာတ်ကလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာပဲမဆိုပေါ့နော်ဒီတစ်ပတ်ကတော့ဒီပုံမှန်အားဖြင့်ရေဘဝကံတရားမှာဒီရန်နာတဲ့သဘောလေးတော့ရှိတတ်မှာဖြစ်ပါတယ်ဒါကတော့ဒီတနင်္ဂနွေသားသမီးများနဲ့ပတ်သက်တဲ့ဒီရေဘဝကံတရားလေးဖြစ်ပါတယ်နောက်ကဒီတနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်တဲ့ရေဘဝကံတရားလေးမှာဒုတိယကြလာတာကအလောက်ကိုင်းနဲ့ပတ်သက်တာပါအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကတ်မှာတော့ဘယ်ကတ်ကိုကြလဲဆိုတော့ဒီမေတော်ကြီးကကြတယ်ဒီမေတော်ကြီးကကြလာတဲ့ဒီတနင်္ဂနွေသားသမီးတွေအနေနဲ့ကြုံဆွားမဲ့အနေထားလေးကဘာကိုပြတယ်လဲဆိုတော့ဒီအလောက်ကိုင်းစီးပွားမှာအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့လောက်ကိုင်းရမယ့်သဘောလေးပြတယ်ခုနရေဘဝကံတရားကြတော့ပူပင်မှုလေးတွေနဲ့လောက်ရမယ်ဒီသဘောကကြတော့အေးစေးတည်ငြိမ်မှုလောက်ရမယ့်သဘောဖြစ်နေတဲ့အခါကျတော့ဒီကွဲပြားစညင်တူလေးဖြစ်နေတဲ့သဘောရှိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီအလုံးနဲ့ပတ်သက်တဲ့ကိစ္စရက်တယ်မှာတော့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လောက်ရမယ်ဒါပေမဲ့ကိုဒီရေဘဝကံတရားဖြစ်တဲ့ကိုယ့်ရဲ့ကံတရားကတော့ဒီအတိတ်ကအရင်ခါကပြောရတဲ့ဆိုရတဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးကစိဘတင်စရာလေးတွေပူပင်နာလေးတွေရှိတတ်တဲ့သဘောရှိတော့ညာလဲပေါ့ဒီတစ်ပတ်မှာတော့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်လို့အခက်ခဲလာမယ်ဆိုရင်အမကြီးအမိယာเนาะအမျိုးသမီးကြီးကိုအုပ်ချုပ်သူလုပ်ငန်းနဲ့ပတ်သက်တဲ့သူတွေကိုတိုင်ပင်မှာဆွေးနွေးပါနောက်ဒီကတခုပြောတဲ့သဘောကကြတော့ဒီကငွေကြေးနဲ့ပတ်သက်တဲ့ကငွေကြေးနဲ့ပတ်သက်တဲ့ကဖြစ်တဲ့အခါကျတော့ငွေကြေးလက်လာပါနဲ့ပတ်သက်ရင်ဒီကောင်းမွန်ခြင်းရှိမယ်ငွေကြေးလက်လာပါနဲ့ပတ်သက်လို့ရှိရင်ထောက်ပံ့ကူညီမဲ့သူရှိမဲ့သဘောဖြစ်တယ်ဒီတော့ဒီတနင်္ဂနွေသားသမီးတွေနဲ့ရေဘဝကံတရားအားနည်းအပြင်မဲ့လုပ်ငန်းမှာထောက်ပံ့မှုကူညီမှုเนาะဒီလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးကိစ္စတွေအဆင်ပြေချောမောခြင်းတွေရရှိမဲ့ကာလတစ်ခုဖြစ်ကြောင်းတင်ပြအပ်ပါတယ်နောက်ကဒီတနင်္ဂနွေသားသမီးတွေနေနေပေါ့เนาะဟိုကြလာတဲ့အခြေရေးအိမ်တော်ကြီးဆိုင်ရာကတော့အဆင်ပြေမှုအောင်မြင်မှုတွေရရှိစေမယ်ပလားနှစ်ခွက်ကတ်လေးဖြစ်ပါတယ်ဒီပလားနှစ်ခွက်ကတ်ကတော့ဒီစစ်ဆက်ဆွေးနွေးတာတို့ညှိနှိုင်းတာတို့ ਨੇ ပတ်သက်ပြီးအစဉ်ပြေချောမောတာကိုပြတဲ့ကိစ္စဖြစ်တယ်ဒါကြောင့်ဒီအိမ်တော်ရေးကိစ္စရက်ဒီမှာဆိုလို့ရှိရင်တကယ်လို့ပေါ့နော်ဒီအခြေရေးကိစ္စဖြစ်ဖြစ်အိမ်တော်ရေးကိစ္စဖြစ်ဖြစ်ပဋိပက္ခလေးရှိလို့အနေငယ်ဒီဖြည့်ရှင်းစရာရှိတယ်ဆိုရင်ပြည်လည်သွားမယ်မားပြီဆိုရင်ကိုအချစ်သူကစိတ်ကောက်နေတဲ့ဆိုလို့ရှိရင်လေဒီစိတ်ကောက်တဲ့ကိစ္စရက်လေးကဒီကိုနဲ့ပြည်လည်မှုရမယ်အိမ်တော်ရေးမှာဆိုလို့ရှိရင်လေတယောက်ဘောဓာပွဲဓာလေးတွေရှိခဲ့တယ်ဆိုလဲအဆင်ပြေမယ်အဲ့တော့ရေဘုအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့အခြေအိမ်တော်ရေးနဲ့ပတ်သက်လို့တနင်္ဂနွေသာသမီတွေနဲ့ဒီတစ်ပတ်ကာလမှာပြောရဆိုကညှိနှိုင်းရတာအဆင်ပြေမယ်ကိုရှေ့ဆက်ရမယ်ခရီးလမ်းအတွက်လည်းအောင်မြင်မှုတွေပုံမရရှိစေမယ်အိမ်တော်ရေးဆိုင်ရာအခြေဆိုင်ရာကောင်းမွန်တဲ့ကတကဖြစ်တာကိုတွေ့ရပါတယ်တနင်္လာသာသမီတွေနဲ့ပတ်သက်တဲ့ကံတရားလေးတနင်္လာသားသမီးနဲ့ပတ်သက်တဲ့ကံတရားလေးကတော့အနည်းငယ်အညံ့ရှိတယ်။အနည်းငယ်အညံ့ရှိတဲ့လို့ပဲပြောပေါ့နော်။ကိုလုပ်တဲ့ကိစ္စရက်တွေပေါ်မှာအများကအကောင်းမမြင်ဘူး။နောက်ကိုအောက်လက်ငယ်သားကတော်လန်တဲ့သဘောလေးတွေရှိစေမဲ့ဒီတွေးယူစည်းစေတဲ့လာမင်းနော်။ကဖြစ်တယ်။ဒီကရဲ့သဘောတရားအတိုင်းပေါ့နော်။ကိုလုပ်တဲ့ဂိုင်နဲ့
ကိစ္စရက်တွေနဲ့ပတ်သက်ထောက်ခံမှုမရဘူးကိုယ့်ကိုအမြင်ကြည်လင်မှုမရှိဘူးကိုလို့ရင်ကြရင်မကောင်းပြောခံနိုင်တယ်မကောင်းပြောခံရတယ်လို့ပဲကိုကမျက်နှာမရတဲ့အနေအထားမျိုးဖြစ်တယ်လို့ကိုအနေနဲ့လေဒီစိတ်တွေရှုပ်ထွေးပြီးညှဉ်းညူးနေရတဲ့ကာလတစ်ခုဖြစ်တယ်ဖြစ်မှာပေါ့ကိုသူများတွေကဒီလောက်အရေးတကြီးကြီးကြည့်ပြီးတော့အပြစ်ရှာနေတဲ့အခါကျတော့ဒီခံစားရတဲ့ဒီတောကလေးကရှိမှာဖြစ်တယ်။ဒါကြောင့်ရေဘွားကံတရားအနေနဲ့ဒီကာလအတွင်းမှာပေါ့နော်ဒီကံတရားအားနေတဲ့အတွက်ကြောင့်လို့ရင်ကံရင်သတိထားလုပ်ဖို့တင်တယ်။နော်စရဏလေးပြုကျင့်ပတိလေးပါတွေကိုတော့ပေါ့မိမိနိုင်တဲ့လောက်နော်ဒီကြိုးစားအထုတ်ပေးခြင်းဖြင့်အထောက်အကူရမှာဖြစ်တယ်။နောက်တင်လာသားသမီးတွေရဲ့ဒီအလုပ်စီးပွားနဲ့ပတ်သက်လို့တစ်ချက်ကြည့်ကြည့်မယ်။အလုပ်စီးပွားနဲ့တစ်ချက်ကြည့်ကြည့်တဲ့အခါကျတော့ဒီတစ်ပတ်ခုနကြားတဲ့ကတ်ကလည်းဒီသွေးရစီသောလာမင်းသူတော်အထင်မြင်လွဲတာအခုဒီစီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ကြတော့လေဓာတ်နဲ့လက်ကတ်ကြတယ်ဓာတ်ကတ်ကတော့မကောင်းတာတော့များလိရှိတယ်ပေါ့ဓာတ်နဲ့လက်ကတ်ဒီဓာတ်နဲ့လက်ကတ်ရဲ့သဘောကတော့ကိုလိုရမဲ့ကြံရမဲ့ကိစ္စတွေဥတီရပြောင်းနေတယ်ကိုလုံးတဲ့ကြိုင်တဲ့ကိစ္စရက်တင်တဲ့ပတ်သက်ဘယ်အစလောက်ရမှလဲမသိဘူးနောက်ဒီလုံးရမဲ့အားနဲ့ပတ်သက်လို့ပေါ့နော်အတိအကျွမ်းမိတ်ဆွေတွေဘယ်သူနဲ့ဆက်သွယ်ရမှလဲမသိဘူးနောက်ဒီဓာတ်ရဲ့သဘောရဒီလုပ်ငန်းထဲမှာလည်းအတိုက်ခံရန်ကလည်းများနေတယ်ဒါကြောင့်ဒီတစ်ပတ်ကာလမှာရေဘွားကံတရားလည်းအားနေတယ်နောက်ကဒီအလုပ်စည်းဝါးနဲ့ပတ်သက်လည်းကံတရားအားနေတယ်ဆိုတော့တတိထားပြီးတော့ဒီလုံနေကြအလုပ်တွေတော့လုပ်ထူးထူးခြားခြားလုပ်ငန်းအသစ်တို့စီစဉ်အစီအစဉ်အသစ်တို့တော့ဆောင်ရွက်ခြင်းတော့မသိဘူးနောက်ဒီလုပ်ငန်းဝင်ထဲမှာပြောတဲ့ဆိုတဲ့နေရာလေးကြရင်တော့ဒီကာလကတော့တိခံအတိုက်ခံရံများမဲ့ကာလဖြစ်တဲ့သဘောရှိပါတယ်နောက်အိမ်တော်ကြီးအခြေရေးကိစ္စအိမ်တော်ကြီးအခြေရေးကိစ္စမှာတော့ကြာလာတဲ့ကတ်ဒင်္ဂါရှိကဒင်္ဂါရှိကကအိမ်တော်ကြီးအခြေရေးမှာပေါ့နော်ဘာကိုသွားပြဆိုတယ်လဲဆိုတော့အခြေရေးကိစ္စမှာကိုယ့်ဘက်ကအပင်မခံထားသလောက်ကိုကသူ့အပေါ်မှာတန်ရောစင်ထားသလောက်ကိုယ့်ပေါ်မှာပြန်မကောင်းတတ်ဘူးဒါတခုနောက်ကိုကသူ့အတွက်ရည်ရွယ်ပြီးတော့တခုခုလုပ်ပေးခြင်းတယ်ဒါကိုတန်ဖိုးမထားဘူးဒီအတွက်ကြောင့်မို့လို့ဒီတစ်ပတ်ကာလအနေနဲ့တနင်္လာသားသမီးတွေနဲ့ကိုပင်ပန်းသလောက်နော်သူကအကျိုးရလတ်မဖြစ်စေတဲ့သဘောလေးရှိပြီးတော့နော်အိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းကိုကဒီတစ်ပတ်မှာနော်ပင်ပန်းသွားလာလှုပ်ရှားအလုပ်ကိုင်နေတဲ့အတွက်ကြောင့်မိသားစုကိုလည်းပြန်ကြည့်မဆိုင်မိနိုင်ဘူးအဲ့လိုကြည့်မဆိုင်မိနိုင်တဲ့အတွက်ကြောင့်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေမှာလည်းဒီသဘောမကိုက်ညီတာလေးတွေပြောရဆိုရတာလေးတွေရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါကတော့ဒီတနင်္လာသားသမီးများအတွက်ကြားလာတဲ့ကန်စာတာလေးဖြစ်ပါတယ်နောက်အခုဆက်ပြီးတော့တင်ပြမှာကအင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့တဲတော့ကံကြမ္မာနမိတ်လေးဖြစ်တယ်အင်္ဂါသားသမီးတွေကြားလာတဲ့တဲတော့ကံကြမ္မာနမိတ်ကဒီတစ်ပတ်ကဓာတ်တွေကြီးစိုးနေသလိုဖြစ်တယ်ဓာတ်ဆယ်လက်ကကြတယ်ဓာတ်ဆယ်လက်ကကြတဲ့အခါကျတော့ဒီကာလအတွင်းမှာကိုကန်စာတာအနေနဲ့အားနေတယ်ကိုလှုပ်တဲ့ဂိုင်တဲ့ကိစ္စနဲ့ပတ်သက်ရင်ဆုံးရှုံးခြင်းရှိမယ်ဒီဆုံးရှုံးခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေများနေတဲ့ကာလမှာစဉ်းစားချင်းကြီးလုပ်ရမယ့်သဘောလေးရှိတာကဒီအင်္ဂါသားသမီးများနဲ့ပတ်သက်တဲ့ကန်စာတာလေးဖြစ်ပါတယ်အဲ့တော့ဒီအင်္ဂါသားသမီးတွေရဲ့ကန်စာတာမှာအလုံးနဲ့ပတ်သက်ပြီးဆက်ကြည့်မယ်ဆိုတော့အလုံးနဲ့ပတ်သက်တဲ့ကန်စာတာမှာအင်္ဂါသားသမီးတွေကဒီဖလားရှစ်ခွက်ကိုလုံးတဲ့အလုပ်ကိုကြောခိုင်းသွားတာကိုနမိတ်ပြထားတဲ့နမိတ်ကပ်တစ်ခုဖြစ်တယ်ဒီနမိတ်အပြင်ကိုသူကဒီမှာလာရစမ်းချင်းဆုပ်ချင်းဆိုတာပြတဲ့အတွက်ကြောင့်အတက်အကျလေးတွေဖြစ်ချင်းကိုပြတယ်ကိုရရှိထားတဲ့ဒီ
အကျိုးအမြတ်တွေတောင်မှစွန့်ခွာသွားခြင်းတဲ့သဘောဖြစ်တော့ဘာတွေများစိတ်ညစ်စရာကြုံရမလဲအထုံးနည်းတူစွာပဲအင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်ထဲမှာလုပ်ငန်းကနေထွက်ခွာသွားခြင်းလောက်အောင်ပေါ့နော်စိတ်ညစ်စရာကိစ္စရတွေကြုံမှာဖြစ်တယ်ဒါလေးကိုကကြိုသိထားမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းမှာကြုံလာမဲ့အခက်အခဲလေးကိုစိတ်ရှိသိခံဖြေရှင်းခြင်းဖြင့်အောင်မြင်မှုလေးတွေအသင့်အတင့်ရရှိစေမယ်နောက်ဒီမှာဘကတ်တစ်ခုပြတာကဘာကိုပြောလဲဆိုတော့ဒီကိုနဲ့ပတ်သက်တဲ့ကိုပစ္စည်းကိုနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ပစ္စည်းကိုအုပ်ချုပ်နေတဲ့လုပ်ငန်းကိုရည်ရှည်ခွဲသွားရင်အကျိုးရလဒ်မကောင်းနိုင်ဘူးဒါကြောင့်ကိုလုပ်ငန်းမှာဒီတစ်ပတ်ကာလမှာတည်တည်ချာချာစူးစူးဆက်ဆက်လုပ်ပါကိုင်ပါဆိုတဲ့နမိတ်လေးလေးဖြစ်ပါတယ်နောက်တော့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့အိမ်တော်ရေးကိစ္စအခြေရေးကိစ္စဒီနေရာမှာတော့အခြေရေးကိစ္စကိုအဓိကထားပြောလိုက်ခြင်းလေအခြေရေးကိစ္စမှာတော့ဒီနှစ်ယောက်ပထမဆုံးအချက်ကနှစ်ယောက်သဘောထားလေးတွေအပြောင်းလဲလေးတွေပေါ့နော်အကွဲရမှုလေးတွေရှိမယ်ဘာကြောင့်လဲဆိုတော့ temperance ကတ်ကြတယ်ဒီကတ်ကြတဲ့အတွက်ကြောင့်မဟုတ်လို့သူကပြောင်းလဲမှုကသူအပြင်ပြောင်းလဲမှုတော့မဟုတ်ဘူးတယောက်နဲ့တော့ဝေးတာတို့ဆွေးတာတို့နော်တယောက်နဲ့တော့သဘောထားကွဲလွဲတာတို့တော့မဟုတ်ဘူးအတွင်းပြောင်းတဲ့သဘောလေးရှိမယ်ရှိတော့ဒီအခြေရေးဆိုလို့ရှိရင်ကိုနဲ့သူနဲ့ကြားမှာစီစဉ်ထားတဲ့တိုင်ပင်ထားတဲ့ကိစ္စဆိုပါစို့ဘယ်နေကြရင်တော့တို့မလုပ်ကြမယ်တို့ဒီတခါကျရင်တော့မိဘနဲ့တောက်တွေ့ဖို့စီစဉ်မယ်ဒီမင်္ဂလာအတွက်ပေါ့အယောင်လေးကအပြောင်လေးရွေးချယ်ထားတယ်ဆိုတာမျိုးလေးတွေကအစအပြောင်းလေးတွေရှိတတ်တယ်အိမ်တော်ကြီးမှာတော့သူကအဓိကတော့ဒီဟာအများကြီးစိုးနေတာမဟုတ်ဘူးနော်အိမ်တော်ကြီးမှာသူကအဓိကသွားမဲ့အချိုးအကွေလေးတစ်ခုကိုအပြောင်းလဲလေးလုပ်ပေးရမယ်ဒီပုံမှန်သမီးရိုးကြသတ်မှတ်ထားတဲ့အတိုင်းအတိုင်းမဟုတ်ဘဲနဲ့ပေါ့နော်အခုအပြောင်းလဲလေးနဲ့လောက်ကင်သွားလာမယ်ဆိုရင်မိသားစုမှာအစဉ်ပြေစေမဲ့သဘောရှိတယ်နောက်ဒီကရဲ့သဘောကလည်းဟောအပြောင်းလဲလေးရှိတယ်ဆိုပေမဲ့ဒီကဂုံစရီကြီးမြင့်တာတို့နောက်အောင်မြင်တာတို့ထင်ရှားတာတို့ကိုပြီးစေတဲ့အကဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးတွေဟာရေဘဝကံတရားလေးပါလေညံ့နေတယ်လုပ်ငန်းစည်းပွားနဲ့ပတ်သက်လို့ရှိရင်လည်းကျူးဆက်လိုရမယ့်အခြေဖြစ်နေတယ်အခြေရေးကိစ္စလေးတွေမှာလည်းအပြောင်းလဲရှိယူမဲ့ခြေရေးအိမ်တော်ရေးကိစ္စရက်တွေမှာတော့အောင်မြင်မှုကိုရရှိမဲ့ကာလလေးတစ်ခုဖြစ်တာကိုတွေ့ရပါတယ်အခုဆက်လက်ပြီးတော့ဗုဒ္ဓဘုသားသမီးတွေနဲ့ပတ်သက်တဲ့ကံစားတာလေးကိုကြည့်မယ်ဗုဒ္ဓဘုသားသမီးတွေနဲ့ပတ်သက်တဲ့ကံစားတာကြည့်တဲ့အခါကျတော့ဗုဒ္ဓဘုသားသမီးတွေကလည်းဒီကာလမှာရှေ့ကနောင်တော်တွေညီတော်တွေကြတဲ့အခုညီမတွေအမတွေကြတဲ့ကလေးတွေနဲ့တိတ်မချာဘဲနဲ့သူကလည်းဒီတစ်ပတ်ထဲမှာသူကအတိုက်ခံအပြိုင်ဆိုင်များမဲ့သဘောလေးရှိတယ်သူကတော့ဒုက္ခနဲ့ချောင်းကကြတယ်ဒုက္ခနဲ့ချောင်းကကြတော့ဒီတစ်ပတ်ထဲမှာကိုကအယူဆတို့အတွေးခေါ်တို့နော်ကိုကြံစီထားတဲ့ကိစ္စတို့တင်ပြလို့ရှိရင်သဘောမတူတာများလိမ့်မယ်ကိုတင်ပြတဲ့ကိစ္စပယ်ချခံရလိမ့်မယ်ဒါကြောင့်ဒီတစ်ပတ်ကာလထဲမှာကိုစဉ်းစားထားတာလောက်ကင်ထားတာတွေကိုဆက်ပြီးတော့အချောသမောမှလိုက်အောင်ပြီးတော့မှနောက်တစ်ပတ်လောက်ကြတော့မှဒီကိစ္စရက်တွေနဲ့ပတ်သက်မယ်ဆွေးနွေးမယ်တိုင်ပင်မယ်လောက်ကင်မယ်သဘောလေးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ဗုဒ္ဓဘုသားသမီးတွေအတွက်ကြားလာတဲ့အကံကြမ္မာကလေးကတော့ဒီကိုအောက်ခြေကဒေါ်လန်ဒါကိုနမူနာပြထားတဲ့အားလေးဒီကလင်းမိတ်လေးဖြစ်တာကိုတွေ့ရတယ်အဲ့တော့ဆက်ပြီးတော့ကြည့်တဲ့အခါကျတော့ဒီအလုံးနဲ့ပတ်သက်လို့ကြည့်မယ်အလုံးနဲ့ပတ်သက်လို့ကြည့်တဲ့အခါကျတော့ဒီဓာတ်ပေါ့တော့ဓာတ်9လက်ကကြတယ်ဒီဓာတ်9လက်ကကြတဲ့သဘောလေးကိုကြည့်လိုက်မယ်ဆိုရင်ဓာတ်9လက်ကတဲ့သဘောကတော့ကိုမထင်မဲ့မြင်လုပ်မယ်ကိုရှိတဲ့ပစ္စည်းကိုပိုင်ဆိုင်မှုကိုတလွဲသုံးတာခိုးတာနောက်ကိုပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လေလွင့်တာဆုံးရှုံးတာလေလွင့်ဆုံးရှုံးရတဲ့အပြင်ကိုကတိတိနဲ့ပြောလို့မရတဲ့သဘောမျိုးတော့ဖြစ်တတ်တဲ့သဘောလေးကိုဒီကပြထားတယ်အဲ့တော့ကိုဒီဘက်ထဲမှာကိုတပည့်တစ်ပန်းနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်ဝယ်သူဆိုလို့ရှိရင်ကိုကစတမာတွေနဲ့ပဲပတ်သက်လို့ဖြစ်ပေါ့နော်ဒီကိုအလှည့်စားခံရတာတို့နော်ဒီကိုကုန်စီဝယ်တဲ့ကုန်တဲ့ကနေပြီးတော့ဒီကိုပေါ်မှာနော်လက်တလုံးညာလောက်တာလေးတွေအခုအဆက်ရစရာကိစ္စလေးတွေကြုံတတ်တာတို့ဒီစီးပွားနဲ့ပတ်သက်လို့ကြုံတတ်တယ်အဲ့တော့ဒီဗုဒ္ဓဘုသားသမီးတွေအနေနဲ့ဒီတစ်ပတ်ကာလအထဲမှာသူကကို
အတိုက်ခံနဲ့များမယ်သူကအောက်လက်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းများမယ်အပြင်ကိုဆက်ဆံရတဲ့ပတ်ဝန်းကျင်လေးမှာလေကိုလက်တစ်လုံးများလုံးမဲ့လူတွေနဲ့တွေ့တဲ့အတွက်ကြောင့်လုပ်ငန်းတို့သဘောတူညီချက်တို့စာချုပ်တို့လုပ်မဲ့ဆိုလို့ရှိရင်သူရှင်းနေရှင်းရတဲ့တခြားလုပ်တဲ့နေနောက်ဒီမလုပ်ခင်မှာလေကိုတိုင်မယ်တို့တဲ့ကိုအိမ်အောင်ပဲဖြစ်စီပေါ့နော်ကိုရဲ့လုပ်ငန်းမှာမန်နေဂျာဖြစ်စီလုပ်ငန်းမှာအုပ်ချုပ်တဲ့သူပဲဖြစ်စီသူတို့ရဲ့အထောက်ပံ့ကိုယူပြီးတော့ဒီတိတိကျကျစီရေးစစ်လေးလုပ်တဲ့ကာလတစ်ခုဖြစ်ပါတယ်နောက်ကဗုဒ္ဓဘုသားသမီးတွေနဲ့ပတ်သက်တဲ့ဒီအခြေရေးအိမ်တော်ရေးကိစ္စဒီအခြေရေးအိမ်တော်ရေးကိစ္စကတော့အခုကြာလာတဲ့ကကတော့ဒုတ်ဘီရင်ကကြာတာကအခြေရေးအိမ်တော်ရေးမှာကောင်းတယ်လို့သတ်မှတ်မယ်ကောင်းတယ်လို့သတ်မှတ်လို့ရတယ်လို့နော်ဒီကိုကဒီအခြေရေးအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ရင်သူများတွေရဲ့အခြေရေးအိမ်တော်ရေးကိစ္စတွေကိုအကူအညီပေးရတာတို့ပံ့ပိုးပေးရတာတို့နောက်ပြီးတော့သူတို့ရုံးတဲ့လက်မှတ်ထိုးလို့ကိုလိုက်စီစဉ်ပေးရတာတို့နောက်တစ်ခါကိုတငယ်ချင်းဖြစ်သူပေါ့နော်အိမ်တော်ပြုဖို့စီစဉ်လို့လိုက်ပါဆောင်ရွက်ပေးရတာတို့ကိစ္စရက်တွေမှာအကူအညီပေးရတယ်လို့ကိုကကြားရနေပြီးတော့ဒီအခြေမှာအစင်မပြေတဲ့အိမ်တော်စုတွေကိုတငယ်ချင်းလင်မယားကြမှာပြဿနာဖြစ်နေတဲ့ကိစ္စအရာမျိုးတွေကိုကိုကကြားဝင်ဖြေရှင်းပေးရတဲ့ကံမျိုးလေးအနေထားမျိုးလေးဖြစ်တတ်တယ်ဖြစ်ရပြီးတော့ကိုယ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စအရာတွေမှာတော့ဒီ King Swap ကခေါ်တဲ့ဒီဒုတ်ရင်ကကြားတဲ့အတွက်ကြောင့်အိမ်တော်ရင်းမှာကိုယ်အနေမှာအထောက်အချက်အခက်ခဲတိတ်မရှိနိုင်ဘူးအခြေမှာဆိုလို့ရှိရင်လည်းကိုယ်တီငြိမ်တီတက်နန်လေးနဲ့ဒီတစ်ပတ်ကာလဖြတ်တန်းရမယ်ဆိုတာကိုဗုဒ္ဓဘုသားသမီးတွေရဲ့ကံကြမ္မာအနေနဲ့တွေ့ရပါတယ်အခုပြောမှာကဇာတာပတိသားသမီးတွေနဲ့ပတ်သက်တဲ့ကံစားတာလေးဇာတာပတိသားသမီးတွေနဲ့ပတ်သက်တဲ့ကံစားတာလေးမှကြည့်လိုက်တော့သူကဓာဘယင်ဆိုတဲ့သဘောကတော့စီကံတွေသတ်မှတ်ကြမယ်သတ်မှတ်တဲ့စီကံတိုင်းလူတွေလုပ်သလားမလုပ်သလားကြည့်ရမယ်ဆိုတဲ့အခြေခံဒီအခြေခံဆိုတော့ကိုကဒီကာလထဲမှာကိုတပည့်တစ်ပန်းနဲ့ပဲပတ်သက်လို့ဖြစ်ဖြစ်ကိုပတ်ဝန်းကျင်နဲ့ပတ်သက်လို့ဖြစ်ကိုကပြောကဆိုကလောက်ကကင်ရသူတို့စူပူကျိမ်းမောင်းရတာလမ်းညွန်ပဲ့ပြင်ပေးရတာနောက်စီမီစီကန်းတွေမလိုက်နာလို့သူတို့ကိုစုံမရတာအတိကကျုံးလိမ့်မယ်ဒီကာလထဲမှာတော့သူကဒီဇာတာပရိသတ်သမီးတွေကဩဇာညောင်းမယ်ကိုပြောတဲ့ကိစ္စကြီးဖြစ်မယ်ဒါကြောင့်ဒီကာလအထက်မှာတော့ရေဘဝကံတရားအနေနဲ့ပြောတိုင်းဆိုတိုင်းဖြစ်တဲ့ဆိုပေမဲ့ဒီသူများတွေကိုသူစီမင်းစည်းကမ်းတဲ့ကိစ္စတွေလိုက်ပြောရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်တော့မောဟလိမ့်မယ်ဒါကဇာတာပရိသားသမီးတွေရဲ့ရေဘဝကံတရားလေးအဲ့ဒီမှာပဲဇာတာပရိသားသမီးတွေအလုတ်စည်းပွားနဲ့ပတ်သက်လို့ကြည့်တဲ့အခါကျတော့သူကဒီမှာပေါ့နော်ဓာတ်တလက်ကကြာတယ်ဒီဓာတ်တလက်ကကောင်းတယ်ဆိုမှဆိုတော့ဓာတ်ဖြစ်နေတဲ့အတွက်ကြောင့်သူကကြိုးစားမှုနဲ့အပြန်မခံမှုဥတည်ရမယ်သဘောရှိတယ်အခုရှေ့ရကသဘောရသူများကိစ္စမှာအချင်းကုန်နေတယ်ကိုလိုကိုအောင်မဆိုင်နိုင်တဲ့သဘောဖြစ်နေတယ်ဒါကြောင့်ဒီတစ်ပတ်ကာလမှာအောင်မြင်မှုလည်းရမယ်တတပူလည်းစောင်းမယ်အဲ့အောင်မြင်မှုတို့တတပူတို့ရဖို့အတွက်ကတော့ဒီကိုယ့်အနေနဲ့ကြိုးစားမှုအရင်တည်ဖို့လိုတယ်နောက်ကြိုးစားမှုအရင်တည်ဖို့လိုတယ်လို့ပဲကိုကဒီအခွင့်အလမ်းကိုရဖို့အတွက်အပင်ပန်းလက်ခံရလိမ့်မယ်စိတ်ရှုပ်လက်ခံရလိမ့်မယ်ဒါကြောင့်ဒီပထမရေဘဝကံတရားရသူများနဲ့တင်အချင်းကုန်မနေနဲ့ကိုယ့်လို့ကိုလည်းကိုအောင်ဆိုင်မှထိုက်တန်အောင်မြင်မှုကိုရလိမ့်မယ်အလေးမထားလို့ကတော့ဒီမှာပေးတဲ့ဓာတ်ကပေးတဲ့အောင်မြင်မှုเนาะဒီဓာတ်တလက်ကရဲ့အောင်မြင်မှုကတော့ပေါ့ဆဆလို့ကတော့ဒီဇာတာပရိသတ်တပိအောင်မြင်မှုမရနိုင်တဲ့ကာလဖြစ်မယ်ဇာတာပရိသတ်သမီးတွေအခြေရဲ့အင်တော်ကြီးနဲ့ပတ်သက်တဲ့ကြည့်တဲ့အခါကျတော့အခြေရဲ့အင်တော်ကြီးကမှာဒလဘကကြတယ်ဒလဘကကြတော့အခြေနဲ့ပတ်သက်လို့ကောင်းတယ်လို့ဆိုရမယ့်သဘောတော့ရှိတယ်ဒါပေမဲ့ဒီကောင်းတယ်ဆိုတဲ့သဘောရှိပေမဲ့ဒီလူတယောက်ကလွှမ်းမိုးမှုရှိနေတယ်အဲ့တော့ကိုအခြေမှာပဲဖြစ်ဖြစ်ကိုအိမ်တော်ရင်းမှာပဲဖြစ်ဖြစ်လွှမ်းမိုးမှုတစ်ခုရှိနေတယ်ဗမာအဖြစ်ဆိုပါစို့ဒီကကိုအချင်းနဲ့ပတ်သက်ပြီးတော့ဗောတယောက်ကိုအကူကြီးတောင်းထားတယ်အောင်သွဲတော်ရှာထားတယ်အဲ့အောင်သွဲတော်ကကိုဟိုစိတ်ပင်မအောင်လုပ်ပြီးတော့အမျိုးမျိုးပေါ့နော်ဟိုလှက်ဒီလှက်လေးတွေကိုစိတ်မချမ်းသာအောင်လုပ်တာမျိုးလေးတွေကြုံတတ်တယ်လို့
အမျိုးသမီးဖြစ်မယ်ဆိုရင်လည်းကို့အခြေနဲ့ပတ်သက်ပြီးတော့ကိုကကြားတဲ့သတင်းစကားတွေကအစဒီကောင်လေးအခြေဒီကောင်မလေးအခြေနေဆိုရစသည်ဖြင့်အခြေအနေလေးတွေမှာလဲမှန်တဲ့သတင်းမရတတ်ဘူးသူများကဝင်ပြီးတော့ချက်လောင်ပြတဲ့ချက်လောင်နေဆိုသဘောမျိုးပေါ့နော်သူများကနေဝင်ပြီးတော့ခြေထိုးတဲ့ဟာမျိုးတွေရှိတတ်တယ်ဒါပေမဲ့ဒီနမိတ်သဘောရတော့ကိုလိုချင်တဲ့အတိုင်းတာတော့ရမယ်ဆိုပါစို့ဒီချစ်ချင်းနဲ့ပတ်သက်ရင်အဆင်ပြေမယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်တပားသူနောက်ဆက်တော့လည်းပဲဒီကိုအိမ်တော်ကြီးဘက်အချင်းချင်းဖြည့်ရှင်းအဆင်ပြေနိုင်တယ်အနေငယ်လေးတော့ခက်ခဲမှုကြုံတတ်တဲ့သဘောလေးကိုဒီဒလဘကကတော့ပြတယ်ဒီဒလဘကရဲ့သဘောကတော့ဘာပါတယ်ဆိုတော့ညှိနှိုင်းခြင်းတိုင်ပင်ခြင်းဆိုတဲ့ကိစ္စလေးပါတယ်အဲ့တော့ကိုညှိနှိုင်းတိုင်ပင်ရမယ့်ကိစ္စရပေါ့ကိုသူများကကြားလာပြောတဲ့ကိစ္စဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုကိုယ်တိုင်မေးတာတို့ကိုယ်တိုင်စုံစမ်းတာတို့လုပ်တဲ့တယ်အိမ်တော်ဘက်မှာဆိုလို့ရှိရင်ကို့အမျိုးသားကိုဒီနေရာမှာတွေ့လိုက်တယ်နဲ့အမျိုးသားဒီမှာတွေ့လိုက်တယ်ဘယ်သွားတာလဲမသိဘူးဆိုတဲ့တန်တရားနဲ့ဖြည့်ရှင်းမယ်နဲ့တယောက်နဲ့တယောက်ဖုံးမလင်းလင်းမေးပြီးတော့ဖြည့်ရှင်းခြင်းဖြစ်လေဒီအခြေရေးအိမ်တော်ရေးကိစ္စရက်တွေမှာအောင်မြင်မှုကိုကြာတာပရိသားသမီးတွေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်နောက်ခုကြာတာပရိသားသမီးပဲပြီးတဲ့အခါတောက်ကြသားသမီးတွေကြည့်လိုက်မယ်တောက်ကြသားသမီးတွေနဲ့ကံကြမ္မာကြည့်လိုက်တဲ့အခါကျတော့ရေဝကံတရားအနေနဲ့ကြာလာတာကတော့ဒုလူလင်ကကြာတယ်ဒုလူလင်ကကြာတာကဒီတောက်ကြသားသမီးတွေကိုမျောလင့်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စအောင်မြင်မှာဖြစ်တယ်လို့ဇွဲလုံးလဝရိယရဲ့အကျိုးကိုလည်းခံစားရလိမ့်မယ်ကိုကဒီကိစ္စတစ်ခုကိုစီစဉ်ထားတယ်ဖြစ်ကိုဖြစ်မှာကိုပေးရကိစ္စတစ်ခုကိုစီစဉ်ထားတယ်ရကိုပေးပြမယ်ကိုရဖို့ကိစ္စတစ်ခုကိုစီစဉ်ထားတယ်ရကိုရလိမ့်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုဖြစ်တယ်ဒီရဖို့ပေးဖို့ယူဖို့ဆိုတဲ့ကိစ္စရက်တွေမှာသူကအခက်ခဲသိမရှိတတ်ဘူးเนาะအောင်မြင်မြင်ချောချောမွေ့မွေ့နဲ့ရရှိစေတတ်ပြီးတော့ကိုမျှော်လင့်တယ်လို့ဖြစ်လာတတ်တဲ့အနေအထားရှိတယ်လို့တချို့ပေါ့နော်ဒီကတ်တဲ့သဘောမှာပညာရေးနဲ့ပတ်သက်တဲ့စီးပူးနေတဲ့သူတွေဆိုလို့ရှိရင်သူကပညာရေးနဲ့ပတ်သက်တဲ့ပန်းနိုင်ကိုစူးစမ်းခဲ့တဲ့အကျိုးရလဒ်ကြောင့်ရရှိဖို့ရှိတယ်လို့ဟိုနိုင်ငံခြားသွားပြီးတော့ပညာသင်ကြားမယ်ဆိုလို့ရှိရင်လေနိုင်ငံခြားကနေတော့ကိုဒီပညာသင်ကြားအခွင့်ကိုလက်ခံခြင်းဆိုတဲ့အကျိုးရလဒ်လေးတွေလည်းရရှိတတ်တာတောက်ကြသားသမီးတွေဒီတစ်ပတ်ရေဘူးကကံကြမ္မာဖြစ်တယ်။နောက်တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလမှာကြာလာတဲ့အလုတ်စီးပွားကတော့ဖလား၃ခွက်ကတ်ကြတယ်။ဖလား၃ခွက်ကတ်ခဲ့အတိုင်းတာရအောင်မြင်မယ်အသီးပွင့်ခံစားရမယ်။နောက်တက်ညီလက်ညီဆောင်ရွက်နိုင်မယ်။အဲ့တော့ဒီတစ်ပတ်ထဲမှာကိုလုံးမဲ့အလုတ်ကိုရည်ရွယ်တဲ့ကိစ္စဒီနဲ့ပတ်သက်လို့ရှိရင်အလုပ်စည်းဝါးကောင်းမယ်တက်ညီလက်ညီလုပ်နိုင်မယ်ဒါကြောင့်ဒီတစ်ပတ်ထဲမှာချမှတ်ထားတဲ့လုပ်ငန်းအစီအစဉ်တွေအကုန်အောင်မြင်ပြီးတော့ဒီတစ်ပတ်မှာစီးပွားငွေကြေးတွေလည်းပြည့်စုံနိုင်မယ်ဆိုတာတောက်ကြသားသမီးတွေရဲ့ကံကြမ္မာအနေနဲ့ဒီကတ်ရဲ့သဘောရတွေ့ရပါတယ်အဲ့တော့တောက်ကြသားသမီးတွေအခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စအဲ့ဒါကြတော့ဖလားခုနှစ်ခွက်ကတ်ကြတယ်ဒါကကြတော့အဓိကအပြင်အခြေနဲ့ပတ်သက်သွားတယ်အခြေနဲ့ပတ်သက်သွားပြီဆိုရင်ဆိုပါတော့မိန်းကလေးတယောက်အနေနဲ့ပေါ့သူရွေးချယ်ရမယ်ကိစ္စရတစ်ခုပေါ်လာပြီဒီရွေးချယ်လိုက်မဲ့သူဒီသူ့ဘဝအတွက်အကျိုးပေးမှာလားကောင်းကျိုးပေးမှာလားတကယ်လို့ဒီမှာဖလားထဲမှာရွေးချယ်ရရှိတဲ့ကမွေသွားနိုင်ပြီလို့ရှိရင်မွေကြိုက်ခံရတဲ့သဘောနောက်ဒီထဲမှာပေါ့နော်ဒီကြောက်တံပရမများနဲ့ပတ်သက်တဲ့ဖလားကိုရွေးချယ်မိလို့ရှိရင်ကို့ဘဝမှာပြည့်စုံတဲ့သဘောဒါကြောင့်ဒီတစ်ပတ်ကကို့အခြေနဲ့ပတ်သက်လို့ကိုအိမ်အောင်ထူထောင်မှုနဲ့ပတ်သက်လို့ကြုံဆောင်ရမယ်တေးချာရွေးချယ်ဖို့လိုတယ်နောက်ရွေးချယ်မဲ့နေရာမှာလဲသူကဒီဖလားခုနှစ်ခွက်ကတ်ခဲ့သဘောရရွေးချယ်တဲ့အကြောင်းပေါ်လာတာကနှိုင်းရှင်စရာတူညီမှုလေးတွေရှိတဲ့ကိစ္စလေးတွေရှိတတ်တယ်ဒါကြောင့်ဒီတစ်ပတ်မှာတော့ရွေးချယ်စရာရှိကိုရွေးချယ်လိုက်ပါကိုယ့်ဘဝအတွက်ကောင်းမွန်ခြင်းကိုရရှိဖို့အခွင့်အလမ်းပိုများပါတယ်အိမ်တော်ကြီးနေထားမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဒီတစ်ပတ်ထဲမှာမိသားစုနဲ့ပတ်သက်တဲ့တွားလာဖို့ပန်းဖြေဖို့ကိစ္စရက်တွေမှာအောင်မြင်မှုတွေရရှိပြီးတော့ဒီမိသားစုမှာစိတ်ချမ်းသာကြကိ
ကိစ္စအတီကြုံဆုံးရလိမ့်မယ်ကိုသားသမီးတို့ကိုအိမ်မိသားစုတွေမှာပေါ့လုပ်ငန်းတို့ညပတ်သက်လို့ရှိရင်ဒီအောင်မြင်မှုရွေးချယ်နိုင်တယ်နောက်ရီမန်းတဲ့ပန်းနိုင်လေးတွေရရှိနိုင်တယ်နောက်သူတို့ဒီသားသမီးအတွက်ပဲဖြစ်ဖြစ်အိမ်အောင်ပဲအတွက်ပဲဖြစ်ဖြစ်ပေါ့နော်ရွေးချယ်စရာလမ်းကြောင်းလေးတွေကိုမိသားစုတိုင်တိုင်ပင်ပင်နဲ့ရွေးချယ်မယ်ဆိုရင်ဒီအိမ်တော်ကြီးမှာကောင်းတဲ့ရလဒ်တွေရရှိနိုင်တာတောက်ကြသားသမီးတွေရဲ့ခံကြမအနေနဲ့တင်ပြပါတယ်ကိုစနေသားသမီးတွေနဲ့ပတ်သက်တဲ့ကပြားလေးစနေသားတွေနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်ကြည့်လိုက်တော့ဒီပထမဆုံးစနေသားသမီးတွေဒီတစ်ပတ်ကာလကံအခြေအနေကြည့်တဲ့အခါကျတော့ဓာတ်6လက်ကကဲသဘောကတော့သူများကိစ္စဒီကိုကူညီနေရတာရယ်နောက်ပြီးတော့ဒီအခက်အခဲအတားအဆီးတွေကိုသူများကိုယ်စားကိုကဖြည့်ရှင်းပေးရတာရယ်အခုအတွက်မှာသူတစ်ပါးတဲ့ဝန်တော့ဝန်ပိုးစံဖြစ်နေတယ်ဝန်တော့ဝန်ပိုးဆိုတာကတိတ်ကြီးသောဝန်တော့ဝန်ပိုးတော့မဟုတ်ဘူးသူများကိစ္စနဲ့ပတ်သက်ရင်ကိုကစိတ်ညစ်ရတာပူပန်ရတာများတဲ့ကာလတစ်ခုဖြစ်မယ်ဖြစ်ပြီးတော့ကိုဒီကာလထဲမှာပေါ့နော်ရေချောင်းခီးတို့ပါလို့သွားတဲ့ချိန်လေးတွေရှိတတ်တယ်နောက်သွားတဲ့ကာလအကြလို့ရှင်းလဲပေါ့နော်ဒီကိုလို့တဲ့ကိစ္စရတဲ့နဲ့ပတ်သက်ရင်အခက်အခဲများလိမ့်မယ်ဒါကြောင့်ဒီတစ်ပတ်ထဲမှာသူကရေချောင်းတို့ခီးဝေးတို့သွားမယ့်ကိစ္စတွေရှိလို့ရှိရင်ရဲ့ရွှေဆိုင်တင်တယ်ပေါ့နော်ဒါကသူ့ရေဘဝကံတရားအနေနဲ့ပေါ့နောက်တစ်ခါအလုံးနဲ့ပတ်သက်တဲ့ကိစ္စကြည့်မယ်အလုံးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့သူကဒီကိုလုပ်တဲ့ကိစ္စလေးတွေမှာမရေရာမှုလေးတွေရှိနေလို့ရှိရင်အောင်မြင်ခြင်းအဆင်ပြေခြင်းရှိမယ်နောက်ကိုအလုံးနဲ့ပတ်သက်လို့အခက်အခဲရှိလို့ရှိရင်ကိုယ်ွယ်မှုပြုတဲ့ဒီပုံကိုများကိုနော်တိုင်တယ်စောင့်ရှောက်ဖို့ကူညီဖို့ပေါ့နော်ဒီအခွင့်အလမ်းကောင်းတွေသူတို့စီကနေပြီးတော့ရရှိနိုင်တဲ့သဘောရှိတယ်လို့တာမားဖြင့်ဒီလိုကိစ္စနဲ့ပတ်သက်လို့ဒီယုံကြည်မှုအားနည်းတဲ့ပုံကိုဒီမှာတော့ဒီကာလထဲမှာပေါ့နော်ကိုယ့်ရဲ့ဒီပညာတာတဲ့သူကိုယ့်ရဲ့အတွေ့အကြုံတာတဲ့သူစီကနေပြီးတော့အခွင့်အလမ်းတွေရမယ်နောက်ဒီကာလမှာတော့တခုရှိတာကတော့အလုပ်လုပ်ရတဲ့ကာမကျော်ပေါ့နော်လုပ်ငန်းကောင်းခြင်းမကောင်းခြင်းတဲ့ဒီအလုပ်ကဣလဲပေါ့အထီးကျန်ဆန်းတယ်လို့ဖြစ်နေမယ်အထီးကျန်ဆန်းတယ်လို့ဖြစ်နေမယ်ဆိုတာကိုလုံးမဲ့အလုပ်နဲ့ပတ်သက်လို့တိုးတက်တာလည်းမဟုတ်ဘူးစိုးတာလည်းမဟုတ်ဘူးလုပ်ငန်းကမကောင်းတာလည်းမဟုတ်ဘူးသူကတိတ်ကောင်းနေတာလည်းမဟုတ်ဘူးလုပ်ငန်းပုံမှန်သဘောမျိုးရှိပြီးတော့တိတ်စိတ်ဝင်စားကြမကောင်းတဲ့သဘောလို့ဖြစ်နေတယ်ဒါကြောင့်ဒီကာလမှာစနေသားသမီးတွေနဲ့ကိုလုံးမဲ့လမ်းကြောင်းနဲ့ပတ်သက်လို့တက်မှတ်နိုင်မယ်နောက်ကိုလုံးမဲ့ကိစ္စနဲ့ပတ်သက်လို့ဒီဟာတာတာကြီးပေါ့နော်ဒီလောက်ရတာကြီးကအာရပါရမရှိနိုင်ဘူးဒါကြောင့်ဒီတစ်ပတ်ကာလထဲမှာလုံးမဲ့ဆိုလို့ရှိရင်အကြီးကဲတွေအကြမ်းညံ့ယူပြီးတော့လှုပ်တဲ့တော့ပဲလို့နော်ဒီကိုကအာရပါမရှိတဲ့စိတ်ပါလက်ပါမရှိတဲ့ကိစ္စမှာတော့အများကြီးလို့ကိုယ့်အတွက်လည်းအဆင်ပြေနေမှာမဟုတ်ဘူးစနေသားသမီးရဲ့အကံကြမ္မာကပြန်တွက်ကြည့်တော့ဒီဘဝအနေထားအရကိုကသူများနဲ့ပတ်သက်လို့ပင်မရမယ်အခက်အခဲများမယ်ဒါကြောင့်သူကဓာတ်ကကြာလာတာဟုတ်အဲ့ဒီမှာကျတော့ဒီဟာမစ်ပေါ့နော်ဟာမစ်ကကြာလာတဲ့ဟာမစ်ကရဲ့သဘောရတော့သူကလူကြီးစံရတာတို့နောက်သူကအထီးကျန်စံတာတို့နောက်လမ်းညွန်တာတို့လမ်းပြောင်းနေတာတို့ပြတာဟုတ်အဲ့တော့လမ်းတော့တွေ့မယ်လောကကံရတာတော့အနေငယ်လေးတော့တိတ်ပြီးတော့ဇာနာပြေဝမှာမဟုတ်ပါဘူးနောက်တစ်ခါဒီစနေသားသမီးတွေရဲ့အခြေရေးအိမ်တော်ကြီးစနေသားသမီးတွေအခြေရေးအိမ်တော်ကြီးကလည်းရှိကတချို့သောဒီနေသားတွေကြားတယ်လို့ပဲသူက the devil ဆိုတဲ့ဒီမိစ္ဆာကကြားတယ်မိစ္ဆာကကြတော့အရှိမကြားခဲ့တဲ့ကတ်တစ်ခုလိုပဲပေါ့နော်သူကဂျာသာပတိသားသမီးတွေကြားခဲ့တဲ့ကတ်လိုပဲသူအနောက်ရှက်များတယ်ဒီအနောက်ရှက်များတာကတော့ခုနဒီဂျာသာပတိသားသမီးတွေကြားခဲ့တဲ့အနောက်ရှက်များခြင်းကတော့လူယူသားသားနော်သူတိတ်မနာလို့နည်းနည်းလောက်တာရှိတယ်ကိုပျက်စီးစေလို့မပါဘူးဒီကတော့ကိုတတရလူဂျားလူဝင်ပြီးတော့နော်ကိုအခြေအိမ်တော်ရေးကိုအနောက်ရှက်ပေးမှာအဲ့တော့ဒီကာလထဲမှာဂျားလူစကားချင့်ရုံမှာဂျားလူအနောက်အရှက်ကိုသတိပြုပါ
အဒီကနောက်ဆုံးပေါ့နော်ကိုအိမ်မှာဧည့်သည်ဆောင်တဲ့လိုင်းတော်မှလက်ခံတယ်မှလက်ခံပါအဲ့ဒီလာမဲ့ဧည့်သည်ကကိုမိသားစုအတွက်အနှောက်အယှက်တို့အခက်အခဲတို့ပေးတတ်တဲ့သူမျိုးပဲဖြစ်တတ်ပါတယ်ဒါကတော့စနေသားသမီးတွေရဲ့ကံကြမ္မာအနေနဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်ဒီတစ်ပတ်တင်ပြတဲ့ကံကြမ္မာလေးတွေမှာဒီအချို့တော့နေလေးတွေမှာအပကျန်တဲ့နေ့တော်တော်များများတော့အခက်အခဲလေးတွေများတာကိုတွေ့ရပါတယ်ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဒီခက်လေးတွေကိုကြိုတင်သိရှိပြီးတော့ဒီဆောင်ကျင်ပြီးတော့အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့်ဘဝတိုးတက်အောင်မြင်ပါစေကြောင်းဆုတောင်းအပ်ပါတယ်အခုတင်ပြခဲ့တာကတော့9ရက်5လ2025ကနေ15ရက်5လ2025ကာလအထိတဲရောနမိတ်ဟောစရန်ဖြစ်ပါတယ်ကျမ်းမာချမ်းသာလူအားပြည့်ပါစေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်